လောကမှာအကောင်းဆုံးအရာသာသစ္စာမှန်တာကိုပြောတဲ့သစ္စာစကားဘာဖြစ်လို့ကောင်းတဲ့အရာသာပြောတာတော့လို့ဆိုလောကလူတွေဟာမှန်တဲ့စကားကိုပြောနေလို့ရှိရင်နွယ်မြက်သက်ပင်တောင်ဆေးဘက်ဝင်နေဆိုမလားဝစီသစ္စာနဲ့ပြောရင်အရာခတ်သိမ်းကိုအကုန်အောင်မြင်နိုင်တယ်ဒါကြောင့်မလို့သူလို့ကောင်းတဲ့အရာသာဘယ်တော့မှဤမသွားဘူးဝက်သားစားရင်ဤသွားမယ်ချိုးတွေစားရင်လည်းဤသွားမယ်အချင်းတွေလည်းကြာရှည်မစားနိုင်ဘူးဒီပြင်အရာသာတွေကအတိုင်းတာကန့်သတ်နေကြည့်ပဲမှန်တဲ့စကားဟာအချိန်တရာပြောလေအရာသာမပြတ်ဘူးဟုတ်ကဲ့လားအချိန်တရာပြောလဲရတာမပြတ်ဘူးရလာတဲ့အကျိုးကလည်းပဲအမတန်ကြီးမားတယ်လူသားကိုမဆိုထားပြီဘုရားအလောင်းလေးငုံဖြစ်စဉ်ကနေပြီးတော့မိတွေလောင်းလာတဲ့အခါကျတော့မှန်တာကိုသူပြောလိုက်တယ်